မှတ်မဲ့ရကျွန်တော်လက်ရှိကုမ္ပဏီကိုကျွန်တော်ဝင်ပြီးတော့ကျွန်တော်ကုမ္ပဏီက provision 6လရှိတယ် Okay 6လပြီးသွားတဲ့အချိန်မှာကျွန်တော်တကယ် project ကြီးတစ်ခုပေးရပါတော့ project တစ်ခုကျတော့ project က risk လည်းတော်တော်များတယ် low device လည်းများတယ်ပြီးတော့ impact ကိုဖြစ်နိုင်မြတ် minimum လုပ်ရမယ်ဘာလို့ဆိုကျွန်တော်အောက်မှာက PME customer တွေတခြား customer အများကြီးပဲရှိတယ်ကျွန်တော်အနေနဲ့ကြောင့်ဟုတ်ပြီအဲ့တော့ကျတော့စင်ကာပူမှာစလုပ်တာလည်းတမစ်ကြတယ်ဘူးပြီးတော့ဒီက culture လည်းကျွန်တော်မသိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့စကျန်တော့ challenge တော့အများကြီးကြုံခဲ့တယ်ဟောဘယ်လို communication လုပ်မှာလဲဘယ်လိုမျိုးဖြစ်မှာလဲဘယ်လိုညှိနှိုင်းရမှာလဲ okay step by step ဘယ်လိုမျိုးလုပ်ရမှာလဲပေါ့နော်ဒါပေမဲ့ကျွန်တော်ဖြစ်လာပေါ့ဖြစ်တယ်ကျွန်တော်ဖြစ်လာဖြစ်တယ်ဖြစ်ပြီမဲ့ကိုဖြစ်တဲ့ပြဿနာကိုကျွန်တော်lesson လဲလုံးလိုက်နိုင်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ကတစ်ဖက်ကပူတာကကိုကလည်းဟုတ်ပြီ position on ထားပြီးတော့လောလောလတ်ဒါပေမဲ့ပြဿနာလည်းဖြစ်သွားပြီဘယ်လိုဖြေရှင်းမလဲပေါ့ဒါပေမဲ့အဲ့ကြတော့အခုကောင်းတာကဒီမှာကြတော့ကျွန်တော် team work ပေါ့ team work for okay ဒါကကျွန်တော်ဖြစ်တယ်ဒါကဘယ်လိုဖြေရှင်းလိုက်တယ် okay ဒါကဘာဖြစ်သွားတယ်အဲကျွန်တော်ကိုဝါကာကြီးကျွန်တော် manager ရဲ့ကျွန်တော်အကြံဉာဏ်ပေးတယ်ကျွန်တော်လည်းအဲ့ဟုတ်ပြီအဲ့မှာ lesson လဲလုပ်လိုက်တယ်ပြီးတော့နောက်ပိုင်းအဲ့တင်တက်နေတဲ့အချိန်မှာပဲကိုမင်းတင်နေကျွန်တော်ရောက်လာတယ်ဟုတ်တယ်အဲ့အချိန်မှာကျွန်တော်က project ရဲ့တော့ကြီးဖြစ်တဲ့အချိန်မှာကိုမင်းတင်နေကျွန်တော်တက်ပြီးတဲ့အချိန်မှာအခုအဲ့အချိန်မှာကျွန်တော်နံပါတ် execution metric တွေ execution ပြီးတော့ work product ဟုတ်ပြီပြီးကျွန်တော် checklist တွေ checklist ပြီးရင်နောက်ဆုံး risk management တွေကျွန်တော်အဲ့လိုမျိုး step by step ကျွန်တော်ခွဲပြီးလုပ်တယ်ခွဲပြီးလဲဟုတ်ပြီမမရဲ့အဲ့ project ကဟိုတော်တော်ကြီးရဲ့ project ဒါပေမဲ့7လလောက်9လလောက်ကြာလိုက်တယ်ဒါပေမဲ့နောက်ဆုံးပြီးခဲ့တဲ့2လလောက်မှာပဲကျွန်တော်အောင်မြင်ကျွန်တော်ပြီးသွားပါအဲ့တော့ကျွန်တော် one of the project တွေထဲမှာကျွန်တော်မမရဲ့အကြဆုံး risk အကြီးဆုံး impact အဖြစ်နိုင်ဆုံးကျွန်တော် handle UI ထဲမှာအကြီးဆုံး project လို့ဟောဒီနောက်ပိုင်းတော့အဆင်ပြေနဲ့ကျွန်တော်ပြီးသွားပါပေါ့ကောင်းတယ်တော်တော်ကျေးဇူးတင်ပါတယ်ရတယ် no problem အဲ့တော့ဒီအချက်တွေနဲ့ကိုလုံးဝမဟာ framework ရွေးပြီးတော့ဘယ်အပိုင်းလေးတွေဒီအပိုင်းဆိုဘယ်လိုလုပ်မလဲ risk ကိုဘယ်လိုဖြေရှင်းမလဲအဲ့တော့ကိုယ့်ဘက်က plan နဲ့တစ်ချက်ချင်းဖြေရှင်းလိုက်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်မို့နဲ့ဟုတ်ကဲ့ခင်ဗျ time frame မှာ time frame မှာ within သူတို့ပေးထား time frame နဲ့ပြီးသွားပါဟုတ်ကဲ့အစားတော့ကျွန်တော်လည်းမမီဘူးပေါ့နော်ဘာအကြမ်းမှာ impact တွေမှာချူရဖြစ်သွားဒါပေမဲ့နောက်ပိုင်းကျကျွန်တော်ကိုမင်းပြောလို့ပဲ risk management လုပ်တယ်ကျွန်တော် checklist လုပ်တယ် okay step by step ပါပြီးပါ meanwhile ကျွန်တော်ရှား and customer တွေကျွန်တော်ရဲ့ stakeholder တွေinternet external customer တွေကျွန်တော် engagement လုပ်ထားတယ်နောက်ပြီးရင်ကျွန်တော်ကိုပြောတဲ့အဲ list မှာပဲကျွန်တော် meeting တွေကျွန်တော်ခေါ်တယ် meeting engagement meeting တော့ရှောက်လုပ်တယ်ပြီးရင် week by week day by day update တွေလုပ်တယ်အဲ့တော့နောက်ပိုင်းထင်ထားတဲ့အထက်ကျွန်တော်တို့ time frame တွေမှာပဲကျွန်တော်ပြီးသွားတယ်ကျွန်တော်ရဲ့ management fee ကျွန်တော် acknowledge ရခဲ့တယ် okay that's thank you good ဝမ်းသာပါတယ်အဲ့လိုမျိုးဖြစ်ခဲ့တယ် okay အဲ့တော့အမှအလုပ်ကြရလဲရှင်းပြပြီးသွားပြီအဲ့တော့အလုပ်ခွင်တွေမှာအခုကျွန်တော်တို့ဆိုလို့ရှိရင် AI တွေကိုမြင်လာတယ်တရက်မှာပေါ့နော်ဒီမှာတော်တော်များများအခုဒီစာလုံးမှာစမူမှာရရှိတဲ့အလုပ်တွေဟို chatbot တွေက replace လုပ်တဲ့အလုပ်တွေတခြားနိုင်ငံတွေမှာရှိတဲ့အလုပ်တွေလည်းမြင်လာအဲ့တော့ဒီဝေဖြိုးတို့အလုပ်မှာရော AI နဲ့ပတ်သက်ပြီးတော့ဘာတွေတွေ့ခဲ့လဲအဲ့ဒါ AI ကကိုယ့်ရဲ့ job ကို replace လုပ်နိုင်တဲ့အခြေအနေရှိလားဘယ်လိုမြင်လဲကိုယ့်ရဲ့ personal view လေးကိုပြောပြပေးဟုတ်ကဲ့ခုချိန်ရတော့လူတိုင်းတည့်ရတာမယ် AI is everywhere ပေါ့ AI ကနေရာတိုင်းမှာပါလာပြီအထူးသဖြင့်ကျွန်တော်တို့လို technical နဲ့ဟိုလုံနေရတဲ့နယ်ပယ်တွေမှာကပို့ပြီးတော့ challenge ပို့ဖြစ်တယ်ပေါ့နော်အဲ့တော့ AI ကို track နေလားများဆိုရင် AI ကကျွန်တော်မမြင်ဘူးကျွန်တော် useful နေနေတယ်ဒါပေမဲ့တခုရှိရ AI ကိုဘယ်လိုသုံးလဲပေါ့ဟုတ်တယ်ပေါ့ကိုက AI ကိုအထောက်အကူပြုဖို့သုံးရလားကိုကဒါပေမဲ့ AI ဝက်ကတပန်းလုပ်နေတာဟုတ်တယ်အဲ့ဒါမျိုးပေါ့ကျွန်တော်စဉ်းစားကိုက AI ကိုကိုယ့် skill မြင်ဖို့အတွက်ကိုယ့်ရဲ့အလုံးအဆင်ပြေဖို့အတွက်ကိုကသုံးနိုင်တယ်ခိုင်းနိုင်တယ်ဆိုတော့ကျွန်တော်အရင်အဆင်ပြေတယ်ကိုယ့်ရဲ့ productivity အတွက် productivity အရင်တက်လာမယ်ကျွန်တော်လည်းလက်ရှိသုံးနေတယ်ဟိုဘာလို့လက်ရှိမှာ AI ကပြစ်ပယ်လို့မရတော့ဘူးเนาะဒီနေ့အဓိကတော့ here to stay ဟုတ်တယ်ဒါပေမဲ့ AI ကိုပဲတပန်းလုတ်လိုက်တာကြတော့ဒါ different meaning ဖြစ်သွားပြီเนาะအဲ့တော့ဟိုကိုဘယ်လိုသုံးမလဲဆိုတာနဲ့ဘယ်လိုအသုံးချမလဲဆိုတာနဲ့ပုံမှန်မူတည်ပြီးတော့ကျွန်တော် AI ကိုပြပြတော့မြင်ပြီကျွန်တော်အနေနဲ့ AI ကောင်းလာဖို့ကောင်းတယ်အဲ့တော့နောက်ပိုင်းနဲ့ထပ်ပြီးတော့ဒီထက်ဟိုအများကြီးကျေပြန့်လာမှာကောလူအသုံးများလာမှာကောအနေနဲ့ပြောအဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ AI ကိုကျွန်တော်အနေနဲ့တီးဖို့လိုလားဆိုရင်တကယ်ကိုလိုရတယ်လို့ကျွန်တော်ထင်တယ်ခင်ဗျဟုတ်ကဲ့ okay thanks ပါအဲ့တော့ဆရာတို့ကိုပြောရတယ်လို့ဟိုအခုလက်ရှိသုံးတဲ့ AI tools တွေထဲမှာဘယ် tools တွေကောင်းလဲအခုကျွန်တော်ဆိုပြ chat GPT ကိုကျွန်တော်ဒီတိုင်းသုံးပြတယ်ဗျာအဲ့ဒါသုံးတယ်တချို့ဟာကျွန်တော် gamma နဲ့ဒီ presentation ရေးတဲ့ဟာတွေကိုနမူနာကျွန်တော်ယူရပြပြီးတော့
Google Gmail မှာပါတဲ့ Gemini ဟို ဟုတ်ကဲ့ dash ပါလေ ဟုတ်ကဲ့ အဲ့ဒါကိုကျွန်တော် email တွေကိုပြန် ဟုတ်ကဲ့ polish လုပ်ခိုင်းတယ်အဲ့ဒါတွေဆိုကျွန်တော်နေ့တိုင်းသုံးပြတယ် ဟုတ်ကဲ့ အဲ့တော့ကိုပြောဗာမျိုးဟို tools တွေ AI tools တွေနေ့တိုင်းသုံးပြလဲအဲ့ဒါကိုလည်း ဟုတ်ကဲ့ recommend လုပ်ပေးလို့ရလား ဟုတ်ကဲ့ခင်ဗျကျွန်တော်လက်တကယ်တမ်း AI သုံးလာဆိုတော့တကယ်ထဲထဲဝင်သုံးလာဆိုတော့ကျွန်တော်နှစ်နှစ်နီးပါလောက်ရှိပါ ဟု တော့ တ်ပြီ တကယ်တမ်းကျွန်တော် everyday use နေတာလို့ ChatGPT ဟုတ်တယ် ChatGPT ကကျွန်တော်ကနောက်ဆုံးဒါကျွန်တော်လိုရ requirement ကကျွန်တော်သူတို့ version ကျွန်တော်ဝယ်လိုက်တယ် version ကျွန်တော်လုပ်လိုက်ပါဒါပေမဲ့အဲ့ဒီကျွန်တော် AI ကအဓိက data ကကျွန်တော် data ကို train လို့ရတယ်ကျွန်တော်ဘာလဲဆိုတာကျွန်တော်ဘာလုပ်နေလဲဘာဖြစ်နေလဲတို့ train လို့ရတယ်အဲ့တော့ကျွန်တော်မြည်ရင်ကကျွန်တော်ပြီးတော့ကျွန်တော် multi vendor ခိုင်းရတာဒါပေမဲ့ကျွန်တော်အနေနဲ့ကြောင့်အရင်ကလို့ခိုင်းမှာမဟုတ်ကျွန်တော် single ရောက်မှကျွန်တော် multi vendor အကုန်ခိုင်းရတယ်အဲ့တော့တချို့အနေနဲ့ command တွေဟိုတချို့ technical တွေဒီမှာကျွန်တော်တို့ challenge ဖြစ်တယ်အဲ့တော့ AI ကိုကျွန်တော်အထောက်ပံ့နေတယ်ကျွန်တော်မေးတယ်သူတို့ train တယ်သူတို့ feature ကျွန်တော် feedback ရတယ် ChatGPT ကတော့ကျွန်တော်တို့ living ပါဘောနော်မရှိမဖြစ်ပေါ့အဲ့ဒီပြင်ခုနကကိုမင်းပြောတဲ့ကောင်လေးကျွန်တော် preparation ပါညာလုပ်တဲ့ချိန်တော့ကောင်လေးတန်းတယ်နောက်တစ်ခုကျွန်တော် note တွေပါတော့ကျွန်တော် Notion အရာကျွန်တော်သုံးပြတယ်ကျွန်တော်အဓိကတော့အဲ့သုံးခုပေါ့နော် ChatGPT ရယ် Notion ကောင်ရဲ့ Notion အရာဒီကတော့ကျွန်တော်သုံးပြတယ်အဓိကတော့ ChatGPT ပေါ့ကျွန်တော်ကတော့လူတိုင်းလည်းသုံးပြထင်ပါတယ်သုံးတယ်ကျွန်တော်အဲ့ဒါလည်းနေတိုင်းသုံးတယ်တူတူပဲအဲ့တော့ဗျာအခုကဲနောက်ဆုံးနေကျွန်တော်မေးချင်တာကအခုမြန်မာပြည်ကလူတွေပဲဖြစ်ဒီတခြားနိုင်ငံတွေကပဲဖြစ်စင်ကာပူမှာလာပြီးအလုပ်လာရှာကျင်တယ်ဆိုရင်အားဒီပြင်ဆင်တင်လဲ AI recommend ပေးလဲ technical မှာ network ဘိုင်းမှာဖြစ်တည်တင်လဲဆိုတော့နည်းနည်းတော့ပြောပြပေးလို့ရပါဟုတ်ကဲ့ခင်ဗျဟိုကျွန်တော်အတွေ့အကြုံနဲ့ကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်နိုင်ငံသားမှာအလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ကိုယ့်ဟာကို confidence နဲ့တက်လာဖို့တော့ကျွန်တော်2 to 3 year လောက်ကျွန်တော်ပြင်ဆင်ခဲ့တယ်2 to 3 year အတွင်းမှာကျွန်တော်အလုပ်ကိုယ့် professional မကောက်တခြား communication skill English skill ပြီးတော့တခြား certificate တခြားပါညာဘာလို့ဆိုတော့ကျွန်တော်အနေနဲ့ဒီစင်ကာပူတို့တခြားဒီ especially စင်ကာပူပေါ့နော်အလုပ်လျှောက်တဲ့အချိန်မှာကျွန်တော်နိုင်ငံပဲလျှောက်တာမဟုတ်တခြားနိုင်ငံတွေကလာ Asia နိုင်ငံတွေတခြားအပြင်နိုင်ငံကုမ္ပဏီတွေရှာတယ်အဲ့တော့နံပါတ်1အနေနဲ့ကျွန်တော် resume က HR ရဲ့ insight ထဲမှာဖြစ်နေဖို့လိုတယ်အဲ့တော့ very first step ပေါ့နော် interview ရတာမရတာအပါဟိုဟာ HR နံပါတ်1 note ဖြစ်နေဖို့လိုတယ်ပေါ့အဲ့ဒါပဲမှ channel step ကဆက်တော့ပေါ့အဲ့ HR note ဖြစ်အောင်ကိုဘယ်လိုလုပ်လဲကိုယ့်ရဲ့ professional ကိုယ့်ရဲ့ experience ကိုယ့်ရဲ့ skill ကိုယ့်ရဲ့ certificate အဲ့မျိုး well prepare လုပ်လာဖို့လိုတယ်ပေါ့နော်အဲ့ကြမှာလည်းကိုယ့်ရဲ့လူချင်တဲ့ position နဲ့ကိုယ့်ရဲ့လူချင်တဲ့ salary ရောအနေထားကိုဖိုင်းနိုင်မယ်လို့ကျွန်တော်ထင်တယ်ခင်ဗျအဲ့တော့နံပါတ်1အနေနဲ့အဲ့ဒါဟိုကိုယ့်ရဲ့ resume လို့ပါတော့ well prepare လုပ်ပြီးတော့ HR တွေ interview တွေကောင်းကောင်းရအောင်ကျွန်တော်ပြင်ဆင်တဲ့နေလို့ထင်တယ်ခင်ဗျနံပါတ်2အနေနဲ့ကတော့ network ကောင်းကောင်းပေါ့နော် network ဆိုတာကျွန်တော်ဒီတကယ်ချင်းမိတ်ဆွေအစားတော့ LinkedIn profile တခြား HR contact ဒါမျိုးတွေပေါ့နော်အဲ့ဒါဟာကြီးတည်ရချင်ကျွန်တော်အတွေ့ကျွန်တော်ရှောက်လာပြီးတဲ့နောက်ပိုင်းမှာအဲ့လို network ကောင်းရင်ကောင်းတယ်လို့ interview ရတဲ့အခါမှာ process တွေအရင်အဆင်ပြေလို့ကျွန်တော်ပြင်နေခင်ဗျဟုတ်ကဲ့နောက်ဆုံးကတော့ကျွန်တော်ကိုယ့်ရဲ့ skill ပေါ့ကိုယ့် skill တော့ကိုဟုတ်တယ်ဟို improve ပြောင်းတော့ day by day တော့ကျွန်တော်လုပ်ဖို့လုပ်မယ်ထင်တယ်ခင်ဗျဘာလို့ဆိုတော့အခုနောက်ပိုင်းကနည်းပညာကအမြဲတိုးတက်နေရဆိုတော့ဟုတ်တယ်ကျွန်တော်တို့မလို့ကြောပြကြံနေတာလေအဲ့တော့ကျွန်တော်အနေနဲ့အခု especially AI case ဆိုပူဖူးတာပေါ့အဲ့တော့ကျွန်တော်အနေနဲ့တောက်လျှောက်ကိုယ့်ကို improve ဖြစ်နေဖို့လိုမယ်လို့ထင်တယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးပါအဲ့၃ချက်ကိုအချက်လက်ချက်ကြနဲ့သိချာရှင်းပြသွားတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် thank you pour review နောက်ဟိုအဲ့တော့ကျွန်တော်တို့ဒီအခု cash talk ရဲ့ series တစ်ခုတော့ပြီးသွားပြီပေါ့နော်နောက်တစ်ပတ်အတွက်ကိုလည်းပြည်သက်ကြည်လာပြီးတော့စိတ်ပါလို့ကျေးဇူးတင်ပါတယ်နောက်တစ်ခုကအခုကိုကြီးလေးမျိုးပြောလို့ပဲအားလုံးပဲဒီ key success အနေနဲ့ first step ကတော့အရင်ဆုံးစဖို့လိုပါတယ်အဲ့အတွက်ကြောင့်မလို့အကုန်လုံး first step အနေနဲ့ကိုယ့်ရဲ့ success journey အတွက်ကိုစာပြီးပြင်ဆင်တင်တယ်လို့ပြောခြင်းနဲ့နောက်တစ်ပတ်မှာတွေ့ပါနော် thank you ပါကျေးဇူးတင်ပါတယ်